ဆေးဝယ်ထွက်သွားတဲ့ဖခင်ဖြစ်သူကိုတကားဝမှာနေတိုင်းမျှော်နေရတဲ့မိသားစုတစ်ခုရဲ့ရင်ကွင်းနာကြစရာအဖြစ်ပြက်ပါပြီးခဲ့တဲ့2025ခုနှစ်ဧပြီလ9ရက်နေ့ကလှိုင်သာယာမြို့နယ်10ရပ်ကွက်တစ်တကားကျောင်းတိုက်အနီးကနေမီးခွက်ဈေးကိုဆေးဝယ်ထွက်သွားခဲ့တဲ့ဖခင်ဖြစ်သူဦးခင်မောင်ဝင်းဟာအခုဆိုရင်အိမ်ပြန်လန်းပျောက်ဆုံးနေခဲ့တာတစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီခဏလေးဆိုပြီးထွက်သွားတာဖြစ်လို့လက်ဝယ်မှာမှတ်ပုံတင်လဲပါမသွားခဲ့သလိုဒီနေ့အချိန်ထိဘလို့တည်င်းအစအနာမှမကြားရပဲအဆက်အသွယ်ပြတ်တောက်နေသေးပါဇနီးဖြစ်သူကတော့လစဉ်9ရက်နေ့ရောက်တိုင်းဒီနေ့များအဖေကိုပြန်တွေ့မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ကုသိုလ်တွေလုပ်အဓိဋ္ဌာန်တွေဝင်ရင်နေ့စဉ်နဲ့အမျှပူဆိုးတော့ကရောက်နေရပါတယ်ဦးခင်မောင်ဝင်းကိုကိုယ်တိုင်တွေ့မြင်ခဲ့သူများတည်င်းအစအနာကြားမိသူများရှိခဲ့ရင်မိသားစုဝင်တွေပြန်လည်စုံစည်းနိုင်ဖို့အောက်ပါဖုန်းနံပါတ်တွေစီအမြန်ဆုံးအကြောင်းကြားပေးကြဖို့မေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်ဆက်သွယ်ရန်ဖုန်းက94545 9334 94545 9335